လူနာတင်ရင်ဆိုတာလူအသက်တွေကိုကယ်တင်မှုအတွက်ပဲမဟုတ်လားဒါပေမဲ့ဒီကားထဲမှာတော့လူနာတင်ရင်ဟာလူသက်ကွင်းတစ်ခုဖြစ်နေခဲ့ပါတယ်တမျိုးလုံးကရဲတွေလူရှင်တော်ဝမ်ဝိုင်းလဲမဟုတ်အောင်ဝမ်ဝိုင်းလဲအောင်ရှာနေရတဲ့စိတ်တစလူသက်သမားကတင်တို့ရဲ့ဘေးနားနဲ့ရှိနေခဲ့တဲ့ဆိုရောအပြစ်မဲ့တဲ့မိန်းကလေးတယောက်ရဲ့ကံကြမ္မာဟာသေမင်းနဲ့လက်တကမ်းလိုမှာဘလို့တော့ရင်ခုန်စရာကောင်းအောင်ပြောင်းလဲသွားမလဲဆိုတော့ကိုဗီဒီယိုအဆုံးထိကြည့်ပြီးတော့ခန်းစားကြည့်လိုက်ကြအောင်ပါဗီရှန်နူးဆိုတဲ့ကောင်လေးကတော့သူ့ကိုယ်သူမိတ်ဆက်ရင်းနဲ့စတင်ထားပါတယ်သူကတော့ဗီဇက်မြို့မှာနေထိုင်ပြီးဓာတ်ပုံဆရာတယောက်ဖြစ်အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူပါအခုတလောသတင်းစာတွေနဲ့ TV တွေမှာဟိုက်ဒရာဘတ်မြို့ကအစိတ်တစလူသက်သမားအကြောင်းတွေခစ်စားနေပြီးအပြစ်မဲ့တဲ့သူတွေအသက်ဆုံးရှုံးနေရတဲ့အတွက်ဗီရိုနူးတယောက်တော်တော်လေးစိတ်နှောက်ယှက်ဖြစ်နေရပါတယ်ဒီလူသက်သမားဟာသူ့ရဲ့ဘဝတွေကိုတည်းမကပဲတခြားသူနှစ်ယောက်ရဲ့ဘဝကိုပါဖျက်ဆီးခဲ့တာဖြစ်ပြီးအဲ့ဒီအကြောင်းရင်းခံကတော့ဒီ highway လမ်းမကြီးပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းဗီရနူးကသူ့မိသားစုဝင်တွေနဲ့အတူပျော်ပျော်ပါးပါးရှိနေတာကိုတွေ့ရပါတယ်ဗီရနူးရဲ့ညီမဖြစ်သူနဲ့အဖွားဖြစ်သူတို့ကသူ့ရဲ့ကင်မရာကိုယူပြီးဗီဒီယိုတွေရိုက်နေကြတာကြောင့်ဗီရနူးကစိတ်တူနေပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့ခီးဆောင်အိတ်တွေကိုဝိုင်းကူထုတ်ပေးရမယ်ဆိုတဲ့ကတိနဲ့ကင်မရာကိုပေးသုံးလိုက်ပါတယ်အဲ့နောက်မှာတော့ဗီရနူးနဲ့သူ့တကယ်ချင်းဖြစ်သူတို့ဟာဘန်ဂလိုမြို့မှာရှိတဲ့မင်္ဂလာဆောင်တစ်ခုမှာဓာတ်ပုံနဲ့ဗီဒီယိုရိုက်ဖို့အတွက်ခီးထွက်လာခဲ့ကြပါတယ်ဇလန်ရဲ့တခြားတစ်ဖက်မှာတော့တူစီဆိုတဲ့မျိုးသမီးတယောက်ရဲ့ဘဝချင်းတွေကိုပြသထားပါတယ်တူစီနဲ့သူ့ရဲ့အမေဖြစ်သူရန်ကန်မားတို့ဟာအထေးဖြစ်သူကာစီရဲ့ခြံထဲမှာခိုးလုံရင်အလုလုနေကြရတာပါကာစီကသူတို့သားမိကိုနေစရာနဲ့စားစရာပေးထားပေမဲ့တကယ်တမ်းတော့တူစီကိုဇနီးဖြစ်သိမ်းပိုက်ချင်နေတဲ့လူယုံမှာတယောက်ပါတညမှာတော့ကာစီကအရက်မူးပြီးတူစီကိုအာရမခေါ်ဆောင်သွားဖို့ကြိုးစားပါတော့တယ်ရန်ကန်မားကတားဆီးပေမဲ့လည်းကာစီကဂယုမဆိုင်ပဲတူစီနောက်ကိုလိုက်လံဖမ်းဆီးပါတယ်နောက်ဆုံးမှာရဂမန်ကကာစီကိုရိုက်နှက်ပြီးသတိမေ့သွားအောင်လှုပ်လိုက်နိုင်ခဲ့တာရဂမန်ကသူမတို့သားအမိဒီနေရာမှာနေဆက်နေရင်အန်နီရဲ့ရှိမှန်းသိတာကြောင့်တူစီကိုပတ်စံတချို့ပေးပြီးဘန်ဂလိုမျိုးမှာရှိတဲ့သူမရဲ့အဖေစီကိုထွက်ပြေးခိုင်းလိုက်ပါတယ်တူစီရဲ့အဖေကသူမတို့သားအမိကိုပြစ်သွားပြီးနောက်အိမ်အောင်ပြုတ်ထားတာဖြစ်ပေမဲ့အခုချိန်မှာတော့တူစီဘေးကင်းမှုအတွက်ဒါဟာတခုတည်းသောနီလန်ဖြစ်လို့နေပါတယ်တူစီတယောက်တည်းထွက်ပြေးရမှကိုကြောက်နေပေမဲ့လည်းသူမအမေကဖျားသခင်ကစောင်းရှောင်းလိုက်မယ်လို့အားပေးပြီးလှုပ်လိုက်ပါတယ်အဲ့ချိန်မှာပဲရဲရရှိမင်းကြီးအာရှာဘာရက်ဟာဟိုက်ဒရာဘတ်ကစိတ်သက်လူသက်သမားတက်သွားတဲ့9ယောက်မြောက်အလောင်းကိုစစ်ဆေးနေခဲ့တာပါလူသက်သမားဟာတေဆုံးသူမျိုးသမီးငယ်တွေရဲ့မျက်လုံးကိုတိတ်နဲ့ပတ်ထားလေးရှိပြီးဒါဟာသူ့ရဲ့အမှတ်သားတစ်ခုလိုတောင်ဖြစ်နေပါတယ်အခင်းဖြစ်ပွားတဲ့နေရာမှာစီဂရက်တို့နဲ့တာယာယာတွေကလွဲလို့ဘာသက်သေမှရှာမတွေ့တာကြောင့်အာရှာဘာရက်တယောက်တော်တော်လေးခေါင်းခဲနေရပါတယ်တရေတောက်တွေကလည်းဒီလူသက်သမားကိုဘယ်တော့မိမလဲလို့ဝိုင်းမေးနေကြတာကြောင့်အာရှာဘာရက်ကဒီလူသက်သမားဟာသူ့ကိုယ်သူတော်တယ်ထင်နေပေမဲ့မကြခင်မှာဖမ်းမိစေရမယ်လို့ကတိပြုလိုက်ပါတယ်လောလောဆယ်မှာတော့ဒီစိတ်သက်လူသက်သမားကဘာရွေချက်မှမရှိပဲလူတွေကိုရဲဆက်သက်ဖြတ်နေတာပဲဖြစ်ပါတယ်ရဲရရှိမင်းကြီးအာရှာဘာရက်ဟာဒီစိတ်သက်လူသက်သမားကဘာကြောင့်မိန်းကလေးတွေကိုမှရွေးတက်နေရတယ်လဲဆိုတာနဲ့ဘလို့နီးနဲ့ခြေရာဖျောက်နေတယ်လဲဆိုတာကိုစဉ်းစားမရအောင်ခေါင်းခဲနေခဲ့ပါတယ်တစ်ဖက်မှာတော့တူစီယာသူမအမေလွတ်လိုက်တဲ့အတိုင်းမန်ဂလိုမျိုးကိုသွားဖို့ကားဂိတ်ကိုရောက်လာပါတယ်။ဒါရိုက်သွားတဲ့ကားမရှိရကြောင့်ဝီဂျေယာဝါဒါမျိုးကနေတဆင့်ကားပြောင်းစီးဖို့ဂိတ်စရေးကလမ်းညွှန်ပေးလိုက်ပါတယ်။အဲ့ချိန်မှာပဲဗီရနူးနဲ့သူ့တငယ်ချင်းတို့ဟာလည်းမန်ဂလိုမျိုးကိုသွားတဲ့လမ်းဘေးကနာမည်ကြီးဗီလာဘီယာနီကိုစားတောက်ဖို့အတွက်လမ်းရှာနေကြပါတယ်။ရဲဌာနမှာတော့နောက်ထပ်ပြန်ပေးဆွဲခံရတဲ့သတင်းတစ်ခုကရောက်လာပါတယ်။တန22နှစ်ရွယ်အင်ဂျင်နီယာကျောင်းသူစာဟီတီကဈေးဝယ်ထွက်ရင်းနဲ့ပျောက်ဆုံးသွားခဲ့တာပါ CCTV ကမှတ်တမ်းတွေရတော့သူမကကားပါကင်ကိုသွားတဲ့အချိန်အတွင်းမှာပဲအဖမ်းခံလိုက်ရတာဖြစ်ပြီးအဲဒီနေရာမှာအာရှာဘာရက်ကစီဂရက်တို့တစ်ခုကိုထပ်မံတွေ့ရှိခဲ့ပါတယ်ဒါဟာအရင်မှုတွေကလူသက်သမားရဲ့လက်ချက်ဆိုတာသိကြသွားတာကြောင့်စာဟီတီရဲ့အသက်ကိုကယ်တင်မှုအတွက်စစ်စေးရေးဂိတ်အားလုံးကိုအာရှာဘာရက်ကအရေးပေါ်ပိတ်ဆို့ခိုင်းလိုက်ပါတယ်ဒီချိန်မှာစိတ်သက်လူသက်သမားဟာစာဟီတီကိုဖမ်းဆီးထားပြီးအဖောင်ထဲမှာ6လက်နေခဲ့ပါတယ်သူကစာရတီကိုငြိမ်ငြိမ်နေအိမ်ပြန်ပို့ဝင်းမယ်လို့ပြောပြီးသူမရဲ့ကြောက်ရွံ့မှုကိုအရသာခံပြီးကြည့်နေရပါဒါပေမဲ့သူတို့ရှိနေတဲ့နေရာနာကိုအဖိုးကြီးတယောက်ရောက်လာပြီးကားထဲမှာဘသူရှိနေရလဲလို့လာမေးတာကြောင့်လူသက်သမားရဲ့အစီအစဉ်တွေကပျက်စီးသွားပါတယ်သူကအဖိုးကြီးကိုတက်ပစ်လိုက်ပြီးစာရတီကိုကားပေါ်တင်ကထပ်မံထွက်ပြေးခဲ့ပါတယ်သူစီကတော့ကားဂိတ်မှာရင်မလာတာကြောင့်ခတ်တွေးနေပြီးအိမ်သားထဲမှာပိတ်မိနေပါတယ်သူမကတကားဖွင့်ပေးဖို့အော်ဟေးကူညီတောင်းနေပေမဲ့အပြင်ကအဖွားကြီးကနားမကြားတာကြောင့်ဘသူမှလာမကယ်နိုင်ပဲဖြစ်နေပါတယ်ဒီလိုနဲ့တူစီတယောက်ကားဂိတ်ကအိမ်သားထဲမှာနေအချိန်တော်ကြာပိတ်မိနေခဲ့ရတာပေါ့အရှာဘာရနဲ့ဖွဲ့ကတော့လူသက်သမားနောက်ကိုအသေးအံ
လိုက်စုံစမ်းနေစေဖြစ်ပြီးတော့အခင်းဖြစ်ပွားတဲ့နေရာကိုရောက်ရှိလာကတည်ဆုံးသူဖိုးကြီးရန်ကာရာရဲ့အလောင်းကိုစစ်ဆေးနေခဲ့ပါတယ်။ရန်ကာရာဟာရင်ညွတ်ကိုဓာတ်နဲ့အထိုးခဲ့ရတာကြောင့်တည်ဆုံးသွားတာဖြစ်ပြီးအနီးနားကတူဝါတစ်ခုထဲမှာတော့နဂတ်တစ်ဖက်ကိုရှာတွေ့ခဲ့ပါတယ်။ဒီနဂတ်ဟာပျောက်ဆုံးနေတဲ့စာဟီတီရဲ့နဂတ်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တာကြောင့်စာဟီတီတယောက်အသက်ရှင်လျက်ရှိနေနိုင်သေးတယ်လို့အာရှာဘာရက်ကယူဆလိုက်ပါတယ်။လူသမားဟာဒီနေရာမှာရန်ကာရာရဲ့နှောက်ယှက်မှုကိုခံလိုက်ရတာကြောင့်စာဟီတီကိုတခြားနေရာတစ်ခုကိုခေါ်ဆောင်သွားပြီးမျိုးပြင်ကိုထွက်ဖို့ကြိုးစားမှဖြစ်ပါတယ်။ဒါကြောင့်အာရှာဘာရက်ကစစ်ဆေးဂိတ်အားလုံးမှာရှိသမျှကားတွေကိုအသေးချာစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတယ်။လူစီကတော့ကားဂိတ်ကအိမ်သားထဲမှာပိတ်မိနေရင်းကနေနောက်ဆုံးမှာတော့တကားကိုအတင်းတွန်းဖွင့်ပြီးထွက်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူမစီရမဲ့ကားကထွက်သွားပြီဖြစ်တယ်လို့ညနေနေပြီဖြစ်တဲ့အတွက်ကားဂိတ်မှာတယောက်တည်းကြံရစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာလူစိုးတယောက်ကသူမကိုကူညီချင်အောင်ဆောင်ပြီးအနားကိုကပ်လာပေမဲ့ကံကောင်းစွာနဲ့ပဲကားဂိတ်မှာဈေးရောက်နေတဲ့အတော်ကြီးတယောက်မြင်သွားပြီးတူစီကိုကူညီပေးလိုက်ပါတယ်။တူစီကသူမရဲ့ဖြစ်ချောင်းကိုစင်အောင်ပြောပြလိုက်တဲ့အခါအတော်ကြီးကစိတ်မကောင်းဖြစ်သွားပြီးဒီညတော့သူမနဲ့အတူနေပြီးမနေ့ကမှကားစီးဖို့နှစ်သိမ့်ပေးလိုက်ပါတယ်။ဗီရန်နူးနဲ့သူ့တငယ်ချင်းတို့ကတော့ကားပြတ်သွားတာကြောင့်လမ်းမေးမှာတောင်တင်နေခဲ့ကဗီရန်နူးရဲ့တငယ်ချင်းကတော့ကားပြတ်တာကိုစိတ်မညစ်ပဲသူသဘောကျနေတဲ့ဂျာရာရဲ့စားတောက်ဆိုင်နဲ့နီးနေရကြောင်းဝမ်းသာနေခဲ့ပါတယ်။သူတို့ကလမ်းမှာဖြတ်သွားတဲ့ကားတစ်စီးကိုတားပြီးအကူအညီတောင်းမှုစူးစမ်းနေကြပါတယ်။တစ်ဖက်မှာတော့စိတ်သက်သာလူသက်သမားဟာစာဟီတီကိုတတ်ဖို့အတွက်အသင့်ပြင်နေခဲ့ပါပြီ။သူကစာဟီတီကိုကြည့်ပြီးသူမမြင်တွေ့ရမယ့်နောက်ဆုံးမျက်နှာဟာသူ့ရဲ့မျက်နှာပဲဖြစ်လိမ့်မယ်လို့ပြောရင်ရက်ဆက်စွာတက်ဖြတ်ဖို့ကြံစည်နေပါတယ်။အဲဒီနောက်မှာတော့သူဟာလမ်းဘေးကတဲခုခံတစ်ခုကိုရောက်လာပြီးအခန်းငှားဖို့ကြိုးစားပါတယ်။တဲခုခံကလူကသူ့ကိုအချက်လက်တွေပြေးခိုင်းပေမဲ့သူကဘာမှပြန်မပြောဘဲစိုက်ကြည့်နေတာကြောင့်တဲခုခံကလူကတော့ကြောက်သွားပြီးနောက်ဆုံးမှာတော့အခန်းပေးလိုက်ရပါတယ်။လူသက်သမားကအဲဒီတဲခုခံမှာနေနောက်ထပ်ရုံးမာတဲ့ဂျန်စီတွေကိုဖော်ဆောင်မှုပြင်ဆင်နေပါတယ်။ဒီဘက်မှာတော့ဂျာရာတော်ကြီးရဲ့စားသောက်ဆိုင်မှာတူစီတယောက်မျက်နှာတက်ပြီးလမ်းဆန်းအောင်လုပ်နေတာပါ။အဲဒီအချိန်မှာပဲဖီရန်နူးတို့တငယ်ချင်းနှစ်ယောက်ရောက်လာကြပြီးဂျာရာတော်ကြီးနဲ့ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပါတယ်။ဖီရန်နူးရဲ့တငယ်ချင်းစင်မူဒရန်ကတော့ဂျာရာကိုအရန်သဘောကျနေပြီးသူ့အမေပေးလိုက်တဲ့မုံတွေကိုတောင်ဂျာရာအတွက်ဆိုပြီးလိန်ညာပေးလိုက်ပါသေးတယ်။ဂျာရာတော်ကြီးကတော့ဖီရန်နူးကိုတူစီနဲ့မိတ်ဆက်ပေးပြီးသူမဟာမန်ဂလိုမျိုးကသူမဖေးစီကိုသွားမှဖြစ်ပေမဲ့ကားဂိတ်မှာကားလွတ်သွားတာကြောင့်ဗီရန်နူးတို့ကားနဲ့လမ်းကြုံလိုက်ပို့ပေးဖို့အကူအညီတောင်းပါတယ်။ဗီရန်နူးကလည်းသဘောကောင်းစွာနဲ့ပဲမန်ဂလိုအထိတော့မရောက်ပေမဲ့ကားတွေအများကြီးရှိတဲ့ကလျာဏဒူကာဘတ်စကားဂိတ်အထိလိုက်ပို့ပေးမယ်လို့ကတိပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲတူစီဟာဗီရန်နူးတို့နဲ့အတူခရီးဆက်ဖို့ဖြစ်လာခဲ့ပါတယ်။ရဲရရှိအာရှာဘာရက်ကတော့လူသက်သမားရဲ့ခြေရာကိုအသေးအံလိုက်နေစေဖြစ်ပြီးသူမဟာဂါချီပေါင်လီတိုးဂိတ်က CCTV မှတ်တမ်းတွေကိုတသေးချာချာစစ်ဆေးဖို့ညွှန်ကြားနေပါတယ်။လူသက်သမားဟာမျိုးပြင်ကိုထပ်သွားတာတေချာနေပြီးသူမတို့နဲ့၄နာရီလောက်ပဲကွာရောတာကိုတွက်ချက်မိသွားပါတယ်။အရှာဘာရက်ကတော့သူမရဲ့အလိုလိုသီးစိတ်ကိုယုံကြည်ပြီးလူသက်သမားကိုဖမ်းမိဖို့အတွက်သတင်းစာတွေကိုလည်းစာဟတီတိုက်ခိုက်ရတဲ့သတင်းကိုမထုတ်ပြန်ဖို့တားမြစ်ထားပါတယ်။ဗီရန်နူးတို့ကားပေါ်မှာတော့တူစီတယောက်ကြောက်လန့်တုန်လုံးနေရကြောင်းဗီရန်နူးကသူမကိုစကားတွေပြောပြီးနှစ်သိမ့်ဖို့ကြိုးစားပါတယ်။သူတို့ဟာဗီဇက်ကနေမန်ဂလိုကိုမင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့သွားနေရဖြစ်ကြောင်းပြောပြပြီးတူစီကိုလည်းသူမအကြောင်းနေမေးမြန်းပါတယ်။ဒါပေမဲ့တူစီကတော့ဘာမှပြန်မပြောဘဲငိုနေရကြောင်းဗီရန်နူးကသူမစိတ်သက်သာရအောင်ပဒင်းပေါက်ပြင်ဘက်ကအလှပတွေကိုကြည့်ခိုင်းပြီးဖျော်ဖြေပေးနေပါတယ်။အာရှာဘာရက်တို့ဖွဲ့ဟာလူသက်သမားတဲခိုသွားတဲ့ဟိုတယ်ကိုရောက်ရှိလာပြီးဟိုတယ်ဝန်ထမ်းခါကြကလူသက်သမားဟာအခန်းနံပါတ်101မှာတဲခိုသွားကြောင်းပြောပြပါတယ်။အာရှာဘာရက်ကအခန်းထဲကိုဝင်စစ်ဆေးတဲ့အခါအရင်အခင်းဖြစ်နေရာတွေမှာတွေ့ရတဲ့ secret တုံမျိုးကိုထပ်တွေ့ရကြောင်းလူသက်သမားဒီမှာရှိခဲ့တာသိကြသွားပါတယ်။ခါကြကလူသက်သမားရုပ်ရည်ကိုမှတ်မိနေရကြောင်းအာရှာဘာရက်ကပုံတူပကြီးဆရာကိုခေါ်ပြီးလူသက်သမားရဲ့မျက်နှာကိုဖော်ထုတ်ဖို့ပြင်ဆင်လိုက်ပါတယ်။ရဲရရှိမင်းကြီးအာရှာဘာရက်ဟာလူသက်သမားဟိုတယ်ကနေထွက်သွားခဲ့တဲ့အချိန်ကိုတွက်ကြည့်လိုက်တဲ့အခါသူမတို့နဲ့ဂျာကအကွာဝေးဟာ2နာရီစာလောက်ပဲကွာရောတာကိုသိလိုက်ရပါတယ်။လူစီမှာဖုန်းမရှိသလိုသူ့အမေမှာလည်းဖုန်းမရှိရကြောင်းဘသူ့ကိုမှဆက်သွယ်လို့မရဘူးလို့သိရပါတယ်။လူစီဟာငငယ်ကလေးကကြက်မွေးမြူရေးခြံထဲမှာပဲပိတ်လောင်ခံထားရပြီးအပြင်လောကကိုတစ်ခါမှမထွက်ဘူးခဲ့တဲ့တနာစရာမိန်းကလေးတစ်ယောက်ပါ။အာရှာဘာရက်ကတော့သူမရဲ့စုံစမ်းစစ်ဆေးမှုကိုအရှိန်မြင့်လိုက်ပြီးလူသတ်မှုဖြစ်ပွားခဲ့တဲ့နေ့ရက်တွေမှာတိုးဂိတ်တွေကိုဖျက်ဆီးသွားလာတဲ့ကားတွေကိုစစ်ဆေးဖို့ညွှန်ကြားလိုက်ပြီးအဲ့ဒီထဲမှာထက်ခါတလဲလဲပါဝင်နေတဲ့ကားတစ်စီးရှိရင်အဲ့ဒါဟာလူသက်သမားရဲ့ကားပဲလို့သူမကယုံကြည်နေပါတယ်။ဒီတော်တဲမှာပဲစိတ်တစားလူသက်သမားဟာလမ်းဘေးကလက်ဖေးဆိုင်တစ်ဆိုင်ကိုရောက်လာပြီးဆိုင်ကန်းကောင်လေးကိုသူ့ကားတရာလဲပေးဖို့အကူအညီတောင်းပါတယ်။လူသက်သမားဟာအဲ့ဒီကောင်လေးကိုလူမရေးမရဲ့နေရာကိုခေါ်သွားပြီးရဲရဲဆက်ဆက်တပ်ဖြတ်လိုက်ပြန်ပါတယ်။
ဗီယန်နူးနဲ့ဆင်မူဒရန်တို့ဟာတူစီရဲ့အခြေအနေကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကြကဗီယန်နူးကတူစီဟာအပြင်လောကရဲ့ပျော်ရွှင်မှုတွေကိုတခါမှမခံစားဘူးတာကြောင့်သူမတို့အမတ်တရားဖြစ်အောင်တနေရာကိုလိုက်ပို့ဝေဖို့ဆုံးဖြတ်လိုက်ပါတယ်မင်္ဂလာဆောင်တပ်ပုံရိုက်ဖို့အချိန်သိမ့်မကြံတော့ပေမဲ့ဗီယန်နူးကတော့တူစီကိုပျော်ရွှင်စေချင်တာကြောင့်လမ်းခွဲတစ်ခုကနေလှပတဲ့နေရာတစ်ခုစီကိုခေါ်သွားပေးပါတယ်တူစီတယောက်ကားပရင်ပုတ်ကနေအပြင်လောကရဲ့သဘာဝလှပတွေကိုပထမဆုံးချိန်မြင်ရတဲ့အခါသူမရဲ့စိတ်တွေပျော်ရွှင်မှုတွေစတင်ပွင့်လန်းစပြုတ်လာပါတယ်တပ်ပင်နေတောင်နှန်းနေနဲ့လေပြေလေညင်းတွေကိုခံစားရင်းတူစီတယောက်ပြုံးပြော့လာတာကိုဗီယန်နူးကဓာတ်ပုံတွေရိုက်ပေးနေခဲ့တယ်ဗီယန်နူးရဲ့စိတ်ထဲမှာလည်းတူစီပေါ်တနာစရာကနေတဆင့်ထူးခြားတဲ့ခံစားချက်လေးတွေစတင်ဖြစ်ပေါ်လာပါတယ်တူစီတယောက်သူမရဲ့ဘဝမှာတစ်ခါမှမကြုံဘူးတဲ့လွတ်လပ်မှုနဲ့ပျော်ရွှင်မှုတွေကိုဒီခီးစဉ်လေးအတွင်းမှာခံစားနေရပါတော့တယ်ဒါကသူလုံးဝကိုမမျှော်လင့်ထားပါဘူးအရှာဘာရက်ကတော့ခင်းဖြစ်ပွားရနေရာကိုထပ်မံစစ်ဆေးတဲ့အခါစိတ်တစားလူသက်သမားဟာသူ့ကိုယ်သူထိချုံနိုင်စွာလုံးဝမဲ့သွားပြီဆိုတာကိုသတိထားမိလိုက်ပါတယ်အရင်ကလူသတ်မှုတွေကြားမှာအချိန်ကာလအတိုင်းအတာတစ်ခုခြားနားလေးရှိပေမဲ့အခုနောက်ဆုံးမှာတော့တားကောင်ဖြစ်သတ်မှတ်ထားတဲ့မိန်းကလေးကိုမရလိုက်တာကြောင့်ဆိုင်ကကောင်လေးကိုပါရဲရဲဆက်ဆက်တပ်ဖြတ်သွားခဲ့တာပါဒါကသူ့ရဲ့ဒေါသနဲ့သွေးဆာမှုကအထွတ်ထိပ်ရောက်နေပြီဆိုတာကိုပြသနေပြီးအရှာဘာရက်ကတော့ဒီလူသက်သမားကိုအမြဲဆုံးရပ်တန့်နိုင်ဖို့ကြိုးစားနေပါတယ်ဗီယန်နိုတို့တငယ်ချင်းနှစ်ယောက်ကတော့တူစီကိုကလျာဏဒူဂါမြို့ကကားဂိတ်အထိလိုက်ပို့ပေးခဲ့ပါတယ်အဲ့ဒီမှာမန်ဂလိုကိုသွားမဲ့ဘတ်ကားကအစင်သေးရှိနေရကြောင်းတူစီအတွက်ကံကောင်းတယ်လို့ဆိုအောင်ပါပါဗီယန်နိုကတူစီကိုညဘက်ကြီးတယောက်တည်းခရီးမထွက်ဖို့နဲ့မန်ဂလိုကိုသူတို့နဲ့အတူလိုက်ခဲ့ဖို့တိုက်တွန်းပါသေးတယ်သူတို့လှုပ်ပြီးတူစီကိုသူမအဖေစီအရောက်ပို့ပေးမယ်လို့ခရီးပေးပေမဲ့တူစီကတော့သူမအဖေကိုတခါမှမမြင်ဘူးတာကြောင့်ရောအိမ်ကထွက်လာကြတဲ့ကဒုက္ခတွေနဲ့ပဲကြုံနေရတာကြောင့်ရောစိုးရိမ်စိတ်တွေနဲ့ကားကိုပဲစီးသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဗီယန်နိုကတူစီကိုအရေးပေါ်ဆက်သွယ်လို့ရအောင်သူ့ရဲ့ဖုန်းပို့တစ်လုံးကိုပေးလိုက်ပြီးမန်ဂလိုရောက်ရင်ဖုန်းဆက်ဖို့မှာကြားခဲ့ပါတယ်အဲ့နောက်မှာတော့တူစီကားပေါ်တက်သွားပြီးဗီယန်နိုတို့ကလည်းသူတို့သွားမဲ့အလုပ်ရှိရာစီကိုခရီးဆက်လာခဲ့ကြပါတယ်ဒါပေမဲ့လမ်းမှာဗီယန်နိုရဲ့စိတ်ထဲမှာတော့တူစီအတွက်စိုးရိမ်စိတ်တွေတားမရအောင်ဖြစ်လာပါတယ်တူစီစီကနေဖုန်းခေါ်ဆိုမှုတွေအကြိမ်ကြိမ်ဝင်လာပေမဲ့လိုင်းမကောင်းတာကြောင့်ပြန်ဆက်လို့မရဘူးဖြစ်နေတယ်ဒီချိန်တွေကိုကြည့်ပြီးတကယ်ချင်းဖြစ်သူဆမ်မူဒရန်ကဗီယန်နိုကိုတူစီစီပြန်သွားဖို့တိုက်တွန်းလိုက်ပါတယ်အလုပ်ကိစ္စထက်တူစီရဲ့အသက်ကပိုရေးကြီးတာကြောင့်ဗီယန်နိုဟာကားကိုလှည့်ပြီးတူစီရှိရာကိုအသေးအတန်မောင်းနှင်သွားပါတော့တယ်တစ်ဖက်မှာတော့တူစီစီးလာတဲ့ဘတ်ကားဟာလမ်းခုလတ်မှာဆက်ပြတ်သွားတာပါခီးသည်တွေအားလုံးကကားပေါ်ကဆင်းလိုက်ရတဲ့အချိန်မှာပဲတူစီကိုလိုက်လံချောင်းမြောင်းနေတဲ့စိတ်ဆဆလူသက်သမားကသူမရှိကိုရောက်ရှိလာပါတယ်သူကဂျာရာတော်ကြီးရဲ့ဆိုင်မှာတွေ့ခဲ့သူဖြစ်ကြောင်းတူစီကိုသတိပေးပြီးသူမကိုမန်ဂလိုထိလိုက်ဖို့ပေးမယ်လို့လိန်ညာဖျားရောက်ပါတယ်တူစီကတော့သူ့ကိုလူကောင်းတစ်ယောက်လိုပဲထင်မှတ်ပြီးသူနဲ့အတူလိုက်သွားဖို့ပြင်ဆင်နေပါတော့တယ်အနေကတူစီရဲ့နားကိုအနီးကပ်ရောက်ရှိလာပြီပဲဖြစ်ပါတယ်တူစီကလူကောင်းရောက်ဆောင်ထားတဲ့ truck car driver ရဲ့ဖျားရောက်မှုကိုခံရပြီးသူ့ရဲ့ကားပေါ်ကိုလိုက်ပါသွားခဲ့ပါတယ်ဒါပေမဲ့ကားမောင်းလာရင်နဲ့သူဟာလမ်းမကြီးပေါ်ကနေလမ်းဘက်ကိုချိုးကွေးဝင်သွားတာကြောင့်တူစီတယောက်စိုးရိမ်စိတ်တွေဖြစ်လာပါတယ်သူကတော့တူစီကိုအလုတ်ကလေးတစ်ခုရှိလို့ခဏဝင်လာပါလို့အကြောင်းပြပြီးနှစ်သိမ့်ဖို့ကြိုးစားနေပါတယ်နောက်ဆုံးမှတော့သူဟာတူစီကိုလူသူကင်းဝေးတဲ့ပြောင်းမှုကင်းတစ်ခုတည်းကိုခေါ်သွားပြီးသူမကိုအာရမပြုတ်ကျင့်မှုကြိုးစားပါတယ်တူစီဟာကြောင်းလန့်ကြားနဲ့ဗီယန်နိုပေးထားတဲ့ဖုန်းကိုဆက်ပြီးအကူအညီတောင်းပါတယ်ဗီယန်နိုကတော့ဖုန်းထဲကနေတူစီတယောက်ငိုယိုအော်ဟစ်နေတဲ့တွေကိုကြားလိုက်ရတဲ့အခါယူမှုဖြစ်သွားပြီးသူမကိုဘာမှမလုပ်ဖို့ဖုန်းထဲကနေဟိန်းဟောက်တားဆီးပါတယ်ဒါပေမဲ့တူစီကတော့အကူအညီမဲစွာနဲ့ပဲအဲ့ဒီလူဆိုးရဲ့လက်ထဲမှာရုန်းကန်နေရပါတယ်အဲ့ချိန်မှာပဲအမောင်ထဲကနေလူတယောက်ရောက်ရှိလာပြီးတူစီကိုစော်ကားနေတဲ့လူဆိုးကိုပြင်းပြင်းထန်ထန်ရိုက်နှက်ကသူမကိုကယ်တင်လိုက်ပါတယ်တူစီကတော့သူမကိုကယ်တင်လိုက်တဲ့သူဟာလူကောင်းတယောက်လို့ထင်မှတ်ပြီးဝမ်းသာသွားပါတယ်တကယ်တမ်းတော့အဲ့ဒီလူကလူနာတင်ရင်မောင်းနှင်လာတဲ့စိတ်တစလူသက်သမားပဲဖြစ်နေပါတယ်သူဟာတူစီကိုလူနာတင်ရင်မော်တင်ပြီးခေါ်ဆောင်သွားကဗီယန်နိုခင်းဖြစ်တဲ့နေရာကိုရောက်လာတဲ့အခါမှာတော့တူစီကိုမတွေ့ရတော့ပဲဒဏ်ရာပြင်းထန်ရနေတဲ့ truck car driver ကိုပဲတွေ့ရပါတယ်သူကတူစီကိုလူနာတင် driver ကခေါ်သွားပြီလို့ပြောပြလိုက်ပါတယ်တစ်ဖက်မှာတော့ရဲရရှိအာရှာဘာရက်ဟာအရေးကြီးတဲ့သဲလွန်စာတစ်ခုကိုရှာတွေ့သွားပြီးလူသတ်မှုဖြစ်တဲ့နေ့တိုင်းမှာတိုးဂိတ်တွေမှာအတားအဆီးမရှိဖြတ်တန်းသွားလာနိုင်နေခြင်းဟာလူနာတင်ရင်ဖြစ်နေတာကိုသူမသိလိုက်ရပါတယ်ဒါကြောင့်လူသက်သမားဟာလူနာတင်ရင်ကိုအသုံးပြုပြီးခြေရာဖြောင်းနေတာဆိုတာသိကြသွားပါပြီအာရှာဘာရက်ဟာချက်ချင်းပဲရဲတပ်ဖွဲ့အားလုံးကိုအချက်ပေးပြီးတန်တရားဖြစ်ဖွယ်လူနာတင်ရင်တွေကိုစစ်ဆေးဖို့ညွှန်ကြားလိုက်ပါတယ်ဗီယန်နိုဟာရဲစခန်းကိုရောက်လာပြီးတူစီပျောက်ဆုံးသွားတဲ့အကြောင်းတိုင်ချက်ဖွင့်ကအဲ့ဒီမှာပဲသူဟာအာရှာဘာရက်နဲ့တွေးဆောင်ရပြီးတူစီကိုခေါ်သွားတဲ့သူဟာစိတ်တစလူသက်သမားဖြစ်နိုင်ကြောင်းသိလိုက်ရတယ်အဲ့ဒီကဗီယန်နိုတယောက်ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်
အာရှာဘာရက်ကတော့ဗီရန်နုရိုက်ထားတဲ့တူစီရဲ့တပ်ပုံတွေကိုကြည့်ပြီးသူမကိုအသက်ရှင်လျက်ပြန်ကယ်နိုင်မှုအတွက်အချိန်နဲ့မျှကြိုးစားနေပါတယ်။ရဲရရှိမင်းကြီးအာရှာဘာရက်ဟာလူသမားရဲ့နောက်ထပ်သားကောင်အဖြစ်တူစီပါသွားပြီဆိုတာသိလိုက်ရတဲ့အခါတော်တော်လေးကိုစိတ်မကောင်းဖြစ်သွားတာပါ။ဗီရန်နုကတော့တူစီဟာရန်ကိုရိုးသားဖြူစင်တဲ့မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့်သူမကိုဘေးကင်းရောက်ကယ်တင်ပေးဖို့ငိုယိုပြီးအကူအညီတောင်းပါတယ်။အာရှာဘာရက်ကလည်းသူမဘက်ကအစွမ်းကုန်ကြိုးစားသွားမယ်လို့ကတိပေးပြီးဗီရန်နုကိုပြန်လွှတ်လိုက်ပါတယ်။ဗီရန်နုတယောက်တူစီကိုတယောက်တည်းထားခဲ့မိတဲ့အတွက်နောင်တတွေကြီးကျယ်ရနေပြီးသူမနဲ့အတူရှိခဲ့တဲ့အမတ်တရားတွေကိုပြန်တွေးကစိတ်ထိခိုက်နေပါတော့တယ်။တစ်ဖက်မှာတော့စိတ်ရစလူသမားဟာတူစီကိုလူနာတင်မော်တင်မိတနေရာကိုခေါ်သွားနေပါတယ်။လမ်းမှာသူကကလေးမလေးတယောက်ကိုမှုတ်ကျွေးပြီးအိမ်ပြန်ခိုင်းနေတာကိုတွေ့ရပါတယ်။ဒါဟာသူ့ရဲ့ထူးဆန်းတဲ့စိတ်နေစိတ်ထားကိုပြသနေရပါ။ရဲတပ်ဖွဲ့ကတော့ကလျာဏဒူကလမ်းဆုံးမှာတန်တရားဖြစ်ဖွယ်လူနာတင်တစည်းကိုတွေးရှိကြောင်းတရေရတာကြောင့်ဝိုင်းဝန်းပိတ်ဆို့ရှာဖွေနေကြပါတယ်။ဗီရန်နုဟာရဲတွေနဲ့မကပဲတခြားနည်းလမ်းနဲ့လည်းတူစီကိုရှာဖို့ကြိုးစားပါတယ်။သူဟာအိန္ဒိယရဲ့အကြီးဆုံးကိုရီးယားလုပ်ငန်းစုဖြစ်တဲ့ DHDC ရုံးချုပ်ကိုတွားရောက်ပြီးမန်နေဂျာကိုအကူအညီတောင်းပါတယ်။ဒီလုပ်ငန်းမှာ truck ကားပေါင်းရာနဲ့ချီပြီးလမ်းမပေါ်မှာအမြဲရှိနေရကြောင်းလူသက်သမားရဲ့လူနာတင်အကြောင်းကို driver တွေရဲ့ WhatsApp group ထဲမှာဖြန့်မေးဖို့သူကအကြံပြုပါတယ်။ဒီနီလန်းဟာရဲတွေထပ်ပို့ပြီးမြင်းမြန်းဆန်းဆန်းတဲလွန်စာရနိုင်တာကြောင့်မန်နေဂျာတွေကလည်းသဘောတူပြီးချက်ချင်းလှုပ်ဆောင်ပေးလိုက်ပါတယ်။လူသက်သမားဟာတူစီကိုတောသားတစ်ခုမှရှိတဲ့နေရာတစ်ခုကိုခေါ်သွားပြီးသူမကိုအစားတောက်တွေကျွေးကနောက်တစ်ခါဘယ်တော့စားရမလဲမသိနိုင်ဘူးလို့ပြောတဲ့သူ့ရဲ့စကားတွေကတူစီကိုတတ်တော့မယ်ဆိုတာကိုအရေးမို့ပြသနေပါတယ်။ဗီရန်နုရဲ့ကြံကြံကတကယ်ပဲအလုပ်ဖြစ်ခဲ့ပြီးထရက်ကားဒရိုက်ဘာတယောက်ဟာလူသက်သမားရဲ့လူနာတင်ရင်ကိုတော်လန်တစ်ခုထဲမှာတွေးရှိလိုက်ပြီးဗီရန်နုစီကိုဗီဒီယိုနဲ့တီနေယာကိုပို့ပေးလိုက်ပါတယ်။ဗီရန်နုကချက်ချင်းပဲရဲရရှိပရာဗင်းစီကိုဖုန်းဆက်ပြီးလူသက်သမားရဲ့တီနေယာကိုသိရပြီဖြစ်ကြောင်းနဲ့တူစီကိုလည်းအသက်ရှင်လျက်ရှိနေသေးကြောင်းသတင်းပို့လိုက်ပါတယ်။အာရှာဘာရက်နဲ့အဖွဲ့ဟာတူစီကိုကယ်တင်မှုအတွက်အဲ့ဒီနေရာကိုအသေးအတန်ဦးတည်သွားပါတော့တယ်။ရဲရရှိမင်းကြီးအာရှာဘာရက်နဲ့ပရာဗင်းတို့ဟာဗီရန်နုပေးပို့လိုက်တဲ့တီနေယာနောက်ကိုအသေးအတန်လိုက်လံပိတ်ဆို့ကြပါတယ်။နောက်ဆုံးမှတော့တီပန်ပလီလမ်းဆောင်မှာလူသက်သမားရဲ့လူနာတင်ရင်ကိုကြားဖြတ်တားဆီးနိုင်ခဲ့ပါတယ်။အာရှာဘာရက်ဟာတူစီကိုကားပေါ်ကနေအမြန်ဆုံးဆင်းခိုင်းပြီးဘေးကင်းရာကိုခေါ်ထုတ်လိုက်ပါတယ်။တူစီကတော့လူသက်သမားဟာသူမကိုကူညီခဲ့တဲ့သူဖြစ်ကြောင်းငိုယိုပြီးပြောနေပေမဲ့အာရှာဘာရက်ကတော့ဒါဟာလူသက်သမားရဲ့လှဲကွက်မှန်သိနေရကြောင်းဂယုမဆိုင်ပဲလူသက်သမားကိုလက်ထိတ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ပရာဗင်းကလူသက်သမားကိုဖမ်းမိပြီဖြစ်ကြောင်းထိန်းချုပ်ရေးစခန်းကိုသတင်းပို့နေတော့မှပဲမမျှော်လင့်ထားတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပေါ်လာပါတယ်။လူသက်သမားကသူ့ရဲ့ခြေတွေလက်တွေမှာဖျောက်ထားတဲ့လက်နက်တွေနဲ့ရဲတွေကိုရုတ်တရက်တိုက်ခိုက်ပါတယ်။သူဟာအာရှာဘာရက်နဲ့ပရာဗင်းတို့ကိုတနက်နဲ့ပစ်ခတ်လိုက်ပြီးတူစီကိုအာရှာဘာရက်ရဲ့ရဲကားပေါ်တင်ကကာနာတာကာနေဆက်ဘက်ကိုထပ်မံထွက်ပြေးသွားပါတယ်။ဗီရန်နုခင်းပြတဲ့နေရာရောက်လာတဲ့အခါမှာတော့သူ့ရိုက်ထဲမှာလဲနေတဲ့အာရှာဘာရက်ကိုတွေ့လိုက်ရပါတယ်။သူကချက်ချင်းပဲထိန်းချုပ်ရေးစခန်းကိုဖုန်းဆက်အကူအညီတောင်းပြီးအာရှာဘာရက်ကိုအနီးဆုံးအစိုးရဆေးရုံကိုအမြန်ဆုံးပို့ဆောင်ပေးခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကလည်းနယ်စပ်တိုးဂိတ်တွေနဲ့စစ်ဆေးရေးဂိတ်တွေအားလုံးကိုအရေးပေါ်ပိတ်ဆို့ပြီးလူစီကိုခေါ်ဆောင်သွားတဲ့အာရှာဘာရက်ရဲ့ရဲကားကိုလိုက်လံပိတ်ဆို့ဖို့ညွှန်ကြားလိုက်ပါတယ်။လူသက်သမားဟာတူစီကိုကားပေါ်တင်ပြီးလူသူကင်းဝေးတဲ့တစ်တော်ကျိုးဝိုင်းကြီးတွေကိုမောင်းဝင်သွားပါပြီ။လူစီယာကြောင်းတဲ့ကြားနဲ့အော်ဟင်းနေပေမဲ့လူသက်သမားကတော့ဘာကိုမှဂယုမဆိုင်ပဲသူ့ရဲ့နောက်ဆုံးရုံးမှမှုတွေကိုလှုပ်ဆောင်ဖို့ပြင်ဆင်နေပါတယ်။ဆေးရုံမှာတော့အာရှာဘာရက်ကိုအရေးပေါ်ဌာနမှာကုသပေးနေပြီးဗီရန်နုကတော့တူစီရဲ့အသက်ကိုကယ်တင်နိုင်မှုအတွက်လူသက်သမားနောက်ကိုတယောက်တည်းလိုက်ကထပ်မံရှာဖွေနေပါတယ်။သူဟာတာမန်လူနာတင်ရင်မောင်းတယောက်ဖြစ်ပေမဲ့လူနာတွေကိုသူ့ရှိမှတေဆုံးသွားတိုင်းထူးဆန်းတဲ့ပျော်ရွှင်မှုကိုခံစားရတဲ့သူပါ။အဲဒီနောက်မှာတော့သူဟာလူတွေကိုကိုယ်တိုင်တက်ဖြတ်ပြီးဝင်းကြီးတွေနာကျင်စွာထပ်ခွာသွားတာကိုကြည့်ပြီးအရသာခံလာခဲ့ပါတယ်။သူဟာတစ်ချိန်ကချစ်သူရှိခဲ့ဘူးပေမဲ့သူမကတခြားသူနဲ့ဖောက်ပြန်သွားတာကြောင့်သူမကိုရဲရဲဆက်ဆက်တက်ဖြတ်ခဲ့ပြီးအဲဒီနောက်ပိုင်းမှာတော့သူမနဲ့ရုပ်ချင်းစင်တဲ့မိန်းကလေးတွေကိုလိုက်လံတက်ဖြတ်နေခဲ့တာပါ။သူကတူစီကိုကြည့်ပြီးတခြားသူတွေကအိမ်မှာစောင့်နေမဲ့သူရှိပေမဲ့နေ့မှာတော့ဘယ်သူမှမရှိဘူး။ဒါကြောင့်နင်းကစိတ်ကြိုက်နှိပ်စက်ပြီးမှတတ်မယ်လို့ပြောကတူစီကိုရန်ပြူဖို့ကြိုးစားပါတော့တယ်။တူစီတယောက်အကြောက်လို့မီအော်ဟင်းနေချိန်မှာပဲဗီရန်နုကသူမရဲ့အတန်ကိုကြားပြီးအချိန်မီရောက်ရှိလာပါတယ်။ဗီရန်နုနဲ့လူသက်သမားတို့ဟာတစ်တော်ထဲမှာအသေးအတန်လုံးထွေးတပ်ပုတ်ကြပြီးဗီရန်နုကတူစီကိုဘေးကင်းရာကိုအမြန်ပြေးခိုင်းလိုက်ပါတယ်။တူစီတယောက်ကြောက်လန့်တကြားနဲ့တောထဲမှာပြေးလွှားနေရင်ဗီရန်နုကိုစိုးရိမ်တကြီးအော်ဟစ်ခေါ်နေပါတယ်။တစ်ဖက်မှာလည်းလူသက်သမားဟာဗီရန်နုကိုအနိုင်ယူပြီးတူစီနောက်ကိုထပ်မံလိုက်လံဖမ်းဆီးဖို့ကြိုးစားပါတယ်။ဒါပေမဲ့မမျှော်လင့်ထားတဲ့အလဲပြောင်းတစ်ခုအနေနဲ့ဒီစိတ်တစလူသက်သမားဟာတစ်တော်ထဲကဗိုက်ဆနေတဲ့ကြားတစ်ကောင်နဲ့ထိတ်တိုက်တိုးပါတော့တယ်။လူတွေကိုတားကောင်လိုလိုက်လံအမဲလိုက်ခဲ့တဲ့ဒီလူယုံမှာဟာနောက်ဆုံးမှာတော့သဘာဝတရားရဲ့ပြစ်ဒဏ်အဖြစ်
တော်ရဲတရိษံရဲ့အစာအဖြစ်နဲ့ဇက်သိမ်းသွားခဲ့ရပါတော့တယ်နောက်ရက်သတင်းတွေမှာတော့ဟိုက်ဒရာဘတ်တစ်မြို့လုံးကိုထိတ်လန့်စေခဲ့တဲ့စိတ်ဒဇလူသက်သမားဒတ်ဟာအန်ဒရာနဲ့ကန်နာတကာနေဆက်တိုးထဲမှာကြားကိတ်ခင်ရပြီးတည်ဆုံသွားပြီဖြစ်ကြောင်းကြေညာသွားပါတယ်အပြစ်မဲ့တဲ့မိန်းကလေးတွေကိုရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့လူသားတရိษံဟာတကယ်တရိษံရဲ့အမဲလိုက်ခြင်းကိုခံလိုက်ရတာဟာဖျားသခင်ရဲ့စီရင်ချက်လားဒါမှမဟုတ်တဘာဝတရားရဲ့ပြစ်ဒဏ်လားဆိုတာကိုတော့ပြည်သက်တွေပဲတွေးတောရမှာပါလူစီကတော့ဒီဆိုးဝါးတဲ့အဖြစ်အပျက်တွေကနေရုန်းထွက်နိုင်ပြီးသူမရဲ့ဖခင်စီကိုဗီရန်နူးရဲ့အကူအညီနဲ့ဘေးကင်းစွာရောက်ရှိသွားနိုင်ခဲ့ပါတယ်လူစီတယောက်အဲ့ဒီငရဲကန်းကနေလွတ်မြောက်သွားတာဟာသူမရဲ့ကံကြမ္မာကြောင့်လားဒါမှမဟုတ်ဗီရန်နူးရဲ့အစွမ်းကုန်ကြိုးစားမှုကြောင့်လားဆိုတာသင်တို့ရောဘလို့ထင်မြင်ကြပါသလဲခင်ဗျာကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဇလန်လေးကိုသဘောကျတဲ့ဆိုရင်တော့ channel လေးကို subscribe လုပ်ပြီးတော့နောက်ထပ်ဗီဒီယိုကောင်းတွေကိုဆက်လက်စောင့်မျှော်ခံစားနိုင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ PK ပဲဖြစ်ပါတယ်